ရိသတ်တွေကြောင့်အုံတက်တက်ဖြစ်သွားစေတဲ့ကျိန်းမုံလူသားညီမင်းခိုင်သမက်စင်ကမြန်မာရဲ့ပြီးခဲ့တဲ့အပတ်ကတော့တကယ့်ကိုအုံတက်တက်ဖြစ်သွားခဲ့ရပါတယ်အားလုံးကကျိန်းမုံလူသားကိုအလင်းရောင်ငိမ့်တော်နဲ့ချာလီတို့ဖြစ်မယ်လို့တက်ထက်တဲ့ခံမှန်းခဲ့ကြပေမဲ့တကယ်တမ်းမျက်နှာဖုံးချလိုက်ချိန်မှာတော့အားလုံးထင်မှတ်ထားတဲ့သူဖြစ်နေလို့နေတာပါပဲကျိန်းမုံလူသားရဲ့မျက်နှာဖုံးပိုင်ရှင်ကတော့အခုခေတ်လူငယ်တွေနဲ့အနှဲငယ်စိမ့်နေနိုင်ပေမဲ့တစ်ခေတ်တစ်ခါကຫນွေနီးတငယ်ချင်းအတွက်စရည်သချင်းတွေနဲ့ဟိုးလီကြော်ဖြစ်ခဲ့ပြီးနာမည်ကြီးခဲ့တဲ့တေးဆိုညီမင်းခိုင်ပဲဖြစ်ပါတယ်ခုနောက်ပိုင်းမှာအဆိုတော်တွေအတွက်သချင်းတွေဖန်တီးပေးနေတဲ့တေးဆရာအဖြစ်ရည်တည်နေရကြောင်းအခုလိုစင်ပေါ်မှာပြန်မြင်ရတဲ့အခါဆယ်လီဆောင်တောက်တွေဖြစ်တဲ့ထွန်းထွန်းနဲ့ဆန်နီမြင့်နုံတို့ပါအန်အောပြင်သက်သွားတဲ့အထိဖြစ်ခဲ့ပါတော့တယ်။အခုဆိုရင် Group ABC တို့ရဲ့ရှင်ပြိုင်မှုတွေပြီးဆုံးလို့သွားပြီးပဲဖြစ်ပါတယ်။နောက်လာမယ့် Group DEF မှာက Strawberry လိုမျိုးခံမှန်းရခက်တဲ့မျက်နှာဖုံးရှင်တွေထပ်ပါလာအောင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါပဲ။ပရိသတ်တို့ရောဓမ္မစင်ကရဲ့ဒီစီဇန်ကိုသဘောကျနှစ်သက်ရတာဆိုတာကိုပြောပြခဲ့ကြအောင်နော်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။